စီထူးကြမလို့ပဲဖူကန်အားကိုတဘောကဖန်ညှင့်တင်ပေးမယ်စူပါအစားအစာ၅မျိုးယောဂပိုးမွားတွေရန်ကနေကာဝယ်ဖို့ဖူကန်အားကောက်မှုကအဓိကပါဖူကန်အားကောက်မှုဆိုတာဈေးကြီးရဲ့အာသီတွေထက်ကျွန်တော်နေ့စဉ်စားနေတဲ့အစားအစာတွေထဲမှာအပြည့်ရှိပါတယ်သင်ခနာဘူးရဲ့ဖူကန်စွာကိုညှင့်တင်ပေးမယ်အစားအစာ၅မျိုးကိုညဝယ်ပေးလိုက်ပါတယ်နံပါတ်1ချင်းတုံးမြုံသီးနှံများဟိမော်ဒီတမယာဒီရှောက်သီးနဲ့ကပလာသီးတွေမှာဗီတာမင်စီကျိုးရပါဝင်ပါတယ်ဗီတာမင်စီဟာယောဂပိုးတွေကိုတိုက်ထုတ်တဲ့တိတူဆယ်တွေထုတ်လုပ်မှုကိုအားပေးတာကြောင့်အေးမိတဝတ်ဖြစ်ခြင်းကနေအများဆုံးကာကွယ်ပေးပါတယ်နံပါတ်2ဂျင်းအားရောင်ရမ်းမှုကိုပြောကြသေးတဲ့အစွမ်းရှိပါတယ်လက်ကြောင်းနာကအေးမိတာနဲ့သူ့အနာတွေကိုတက်တာစီုံနေမှာကပဲအနာကိုရဲ့ဖူကန်အားစနစ်ကိုလည်းနှိုးကြသေးပါတယ်ဒီမျိုးရေပူပူလေးတောက်ပြီးတာကစောင်းတဲ့အတွက်အကောင်းဆုံးပါပဲနံပါတ်3ကျက်တုံမျိုးကျက်တုံမျိုးမှာပါတဲ့အလီစင်တက်ဟာဘက်တရီးယားနဲ့ဗိုင်းရပ်စ်တွေကိုတိုက်ဖြတ်နိုင်တဲ့အစွမ်းရှိပါတယ်ဟင်းရတွေထဲမှာကျက်တုံမျိုးကိုပို့ထည့်စားပြီးတာကဖေတူးကြတယ်လို့ဖူကန်အားကိုလည်းတိကျတာမြင့်တင်ပေးပါတယ်နံပါတ်4ဒိန်ဂျင်မှာပါဝင်တဲ့ပရိုဘိုယိုတစ်တွေဟာဖူလန်းချောင်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်ဖူကန်အားစနစ်ရဲ့အစိတ်ပိုင်းတော်တော်များများဟာဖူလန်းချောင်းမှာရှိတာကြောင့်ဒိန်ဂျင်စားဖိတ်ကြီးကယောဂပိုးတွေကိုကာဝယ်ပေးနိုင်ပါတယ်အကြောင်းပါတဲ့ဒိန်ဂျင်ကတော့ဖူခေါင်းပါတယ်နံပါတ်5တောင်ကော်ပီစိမ်းဗီတာမင် A, C, E နဲ့ antioxidant တွေအစုံလင်ဆုံးပါဝင်တဲ့အင်ဒီရီရက်ပါသူ့မှာပါတဲ့အာဟာရဓာတ်တွေကိုမြပြည့်စည်စေဖို့ကြာကြီးချက်ပြုတ်တာမျိုးကနိုင်ငံရည်နှွေးထုတ်ရုံသို့မဟုတ်အုတ်ချက်ရုံနဲ့စားပြီးတာကထိရောက်ဆုံးဖြစ်ပါတယ်ကြံပြုတ်ချက်ကတော့စားတောက်တွေမှာကပဲဇီနှမြတောက်ဖို့နဲ့အေးရေးဘဝအေးဖို့ကိုလည်းပြဖက်လှုပ်ဆောင်ပေးမှဖူကန်ကအခင်းဝခေါင်းမှုမှာဖြစ်ပါတယ်မိမိချစ်ပင်ရသူတွေလည်းကျမ်းမာနေစေဖို့ဒီချက်လေးကိုဝေမျှပြီးပြလိုက်ကြရအောင်